မင်္ဂလာပါရှင်မန္တလေးမြို့တော်စီပင်သားရေးကော်မတီမှနှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိသောမြို့တော်ဝင်ဖလားဟင်းသီးဟင်းရွက်နှင့်တတိဝက်လံပန်းမှန်ပြပွဲပြိုင်ပွဲကြီးအားဆိုရင်ဖြင့်အခုဆိုရင်22ကြိမ်မြောက်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်အခုလိုဟင်းသီးဟင်းရွက်နှင့်တတိဝက်လံပန်းမှန်ပြပွဲပြိုင်ပွဲများကိုနှစ်စဉ်ကျင်းပပြုလုပ်ပေးခြင်းအပြင်မြို့တော်စိန်လန်းဆိုပြေတာယာရေးလုပ်ငန်းများတွင်ပြည်သူများစိတ်ပါဝင်စားစွာဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်လာစေခြင်းဟင်းသီးဟင်းရွက်နှင့်တတိဝက်လံပန်းမှန်မျိုးကောင်းမျိုးသက်များကိုအိမ်တိုင်းတနိုင်တစ်ပိုင်းစိုက်ပျိုးခြင်းမှသည်စီးပွားဖြစ်ထုတ်လုပ်စိုက်ပျိုးခြင်းဖြင့်နိုင်ငံတော်ရဲ့စီးပွားရေးဥတီချက်ကိုများစွာအထောက်အကူဖြစ်လာစေခြင်းစားတဲ့ရွယ်ချက်တွေနဲ့2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ဒီနေ့မှာတော့မန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်စင်ပြူကန်ကွင်းမြမာလာဥယျာဉ်တွင်22ကြိမ်မြောက်ဟင်းသီးဟင်းရွက်နှင့်တတိဝက်လံပန်းမှန်ပြပွဲပြိုင်ပွဲကြီးကိုစီကားတိုင်းမြိုက်စွာနဲ့ကျင်းပပြုလုပ်ပေးလျက်ရှိနေပါတယ်ရှင်22ကြိမ်မြောက်မြို့တော်ဝင်ဖလားတတိဝင်လံပန်းမှန်ပြပွဲပြိုင်ပွဲဖြစ်ပါတယ်မြို့တော်ဝင်ဆက်ကျင်းပလာခဲ့တာဒီက22ကြိမ်မြောက်ဖြစ်ပါတယ်ပန်းမင်လည်းပါတယ်တတိလည်းပါတယ်နိုင်ငံခြားမျိုးတွေလည်းပါတယ်ပြည်တွင်းမျိုးတွေပြိုင်ပွဲဝင်တွေလုပ်တယ်အခုဒီနှစ်ဆိုလို့ရှိရင်929ဦးပေါ့လာရောက်ပြီးတော့ရှင်ပြိုင်ပါတယ်ကိုင်းနေပြည်နယ်14ခုလှမ်းဖိတ်တယ်ဖိတ်တဲ့အခါမှာဒီနှစ်တော့ပို့ပြီးတော့အင်းအားနဲ့လာပြိုင်တာကိုတွေ့ရပါတယ်မန္တလေးမြို့မှာဒီစိန်လန်းဆိုပြီးဒါလှမ်းပါဖို့အိမ်တိုင်းမှာတစ်ပင်တွေစိုက်ပျိုးလာအောင်ပေါ့ဒီလိုစိုက်ပျိုးရခြင်းအပြင်မန္တလေးမြို့မှာစိန်လန်းဆိုပြီးတော့ဥယျာဉ်မျိုးတော့ဖြစ်ဖို့ဒီနေ့စိုက်ပျိုးရတဲ့ပတ်သက်ပြီးတော့ခိမိတဲ့နီးစနစ်တွေညညာဖလှယ်နိုင်မှုကိစ္စဖြစ်ဟင်းသီးရွက်တွေပန်းမှန်တွေမျိုးကောင်းမျိုးသားတွေပြန်ပွားလာဖို့ကိစ္စရယ်နောက်ဆုံးတစ်ချက်ကတော့ဒီလိုစိုက်ခြင်းအပြင်မိသားစုအိမ်မှာလည်းစားသုံးရတယ်ပို့လို့ရှိရတယ်ရောင်းရတယ်ပေါ့ဝင်ငွေထောက်ပံ့ဖြစ်အောင်ပေါ့ရွှေကျန်း5ချက်နဲ့နှိမ့်လိုက်ကျင်းပခဲ့တာ22ကြိမ်ရှိဖြစ်ပါတယ်သတိဝလံပြကန်းရှိမယ်စိုက်ပျိုးပြကန်းရှိမယ်ရဲတပ်ဖွဲ့ရဲ့ပြကန်းရှိမယ်စီမံသားနဲ့ပတ်သက်တဲ့ပြကန်းတွေပဲရှိမယ်18မျိုးတော့ပြသထားတာဖြစ်တဲ့အတွက်အားလုံးလည်းဘူးသူရလည်းရမယ်လိလာရေးလည်းရမယ်လက်ရောက်ရှင်ပြိုင်တဲ့မမှန်တတိဝလံအားလုံးကြည့်ရှုခွင့်ရမယ်လိလာခွင့်ရမယ်ဟောဒါလေးလည်းဒီထက်မှစိတ်ဝင်စားပြီးတော့ဒီနေ့ဆောင်ရွက်ထားတာဖြစ်ပါတယ်လာရောက်တဲ့လူနားလူနေအောင်မြမလာပန်းညာလေဒါမနစ်ကလေးကဥယျာဉ်ဖြစ်ပြန်လည်ဖန်တီးပြီးတော့အခုလောက်တာဒီနေ့ဆိုဒုတိယကြိမ်မြောက်ဒီမှာကျင်းပတာဖြစ်ပါတယ်အားလုံးလည်းလှပဖြစ်အောင်တတိဝလံလည်းရှိတယ်ပန်းမှန်တွေလည်းစိုက်ပျိုးထားတယ်ဒီနေ့ရွက်တွေလည်းစိုက်ပျိုးထားပြီးတော့လေပတ်ရှိအောင်ဓာတ်ပုံရိုက်နေအောင်နားနေအောင်လည်းဒါလေးဆောင်ရွက်ထားပါရှိပါတယ်မြို့တော်ဝင်ဖလားဟင်းသီးဟင်းရွက်နဲ့တတိဝက်လံပန်းမှန်ပြပွဲပြိုင်ပွဲကြီးကိုနှစ်စဉ်ဖေဖော်ဝါရီလ12ရက်နေ့ပြည်ထောင်စုနေ့မှာကျင်းပပြုလုပ်ခဲ့ပြီးအခုနှစ်ဆိုရင်22ကြိမ်မြောက်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။အဆိုပါခမ်းနားတွင်ဌာနဆိုင်ရာပြကန်း18ခန်းနဲ့ပြိုးပင်အယောင်ဆိုင်များအလှခင်းချင်းပြသမှုပြိုင်ပွဲများအပါအဝင်ပြိုင်ပွဲမျိုးစားပေါင်း24မျိုးပါဝင်ကပြိုင်ပွဲမျိုးစားလိုက်သက်ဆိုင်ရာတာဝန်ရှိသူများကပထမဆုဒုတိယဆုတတိယဆုနဲ့နှစ်သိန်းဆု3ဆုအပြင်တကွန်ဆိုင်ဆုကိုပါချီးမြှင့်ပေးရခဲ့ကြောင်းသိရပါတယ်ရှင်။